Modric. Now he'll unleash one! ဘလုံးဝန္ဒနာရှင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာ KSS Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကတော့ဘောလုံးဆိုတာပျော်စရာကောင်းတဲ့ကစားနည်းတစ်ခုပါဒီလိုပျော်စရာကောင်းတဲ့ဘောလုံးဟာလူတစ်ယောက်ရဲ့ဘဝကိုဇီရိုကနေဟီးရိုးဖြစ်လုံးဝပြောင်းလဲပေးခဲ့တဲ့ဇလန်းတွေကိုဒီကိုရိုအနေနဲ့အကြောင်းကြမယ်ထင်ပါတယ်အဲဒီလိုဖြစ်ရမှဇလန်းတွေတွေကဒီနေ့မှာတော့ငယ်စဉ်ကလေးဘဝမှာခက်ခဲမှုများစွာကိုဖြတ်ကျော်ခဲ့ရပြီးကမ္ဘာထိပ်တန်းကွန်းတဲ့ကစားသမားတို့ဖြစ်လာခဲ့တဲ့လူကာမိုရီရဲ့အကြောင်းကိုပြောပြပေးခြင်းပါတယ်လူကာမိုရီကိုခရိုအေးရှားသမိုင်းတစ်လျှောက်ခေခဲချက်တဲဆုံးလွတ်လပ်ရေးစစ်ပွဲကာလဖြစ်တဲ့1985ခုနှစ်မှာမွေးဖွားခဲ့ပါတယ်မိသားစုနဲ့အတူအိုးအိမ်စွန့်ခွာခဲ့ရပြီးဒုက္ခသည်စခန်းတစ်ခုမှာနေထိုင်ခဲ့ရပါတယ်ညဘက်တိုင်းမှာတနက်တန်တွေကြားနေရပေမဲ့မနက်ခင်းတိုင်းမှာတော့မိုးတို့ဟာဘလုံးတစ်လုံးနဲ့အတူအမြဲစော်ကစားနေတတ်ပါတယ်သူတို့ဒီလိုကစားခြင်းဟာရဆိုင်နေရတဲ့ကပ်ဘေးကြီးကိုခဏတာတော့မီးပြောက်စေခဲ့ပါတယ် professional ဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့ကြိုးစားခဲ့ပေမဲ့ကလပ်များစွာကသူ့ကိုမရွေးချယ်ခဲ့ကြပါဘူးကဲတော်တွေက professional ဘောလုံးလောကမှာရပ်တည်နိုင်မှုဆိုရင်မို့တို့ဟာပိန်လွန်းပူလွန်းအားနည်းလွန်းတယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်ဒါပေမဲ့လည်းမိုးတို့ကတော့လက်မလျှော့ခဲ့ပါဘူးရွေးချယ်မခံခဲ့ရပေမဲ့ပူပြင်းကွင်းအပ်နေတဲ့ကွန်ကရစ်လမ်းမထက်မှာယုံကြည်မှုတစ်ခုနဲ့အတူပုံမှန်လိုပဲတယောက်တည်းဆက်ပြီးလေ့ကျင့်နေခဲ့ပါတယ်ဒီလိုနဲ့အနေ့မှာတော့ဒိုင်နမိုဇာဂရက်ကလပ်ဟာသူ့ကိုအခွင့်အရေးတစ်ခုပေးလိုက်ပါတယ်အဲဒီချိန်ကစပြီးကစားဝဲတစ်ဝဲကိုတာမန်ကစားသမားမျိုးထက်ပိုပြီးအလွယ်တကူထိန်းချုပ်နိုင်တဲ့မိုးရဲ့အရေးချင်းတွေဟာပေါ်ထွက်လာခဲ့ပါတော့တယ်အဲဒီနောက်မှာစပါးအသင်းကလက်မှတ်ထိုးခေါ်ယူခဲ့ပြီး2012ခုနှစ်မှာတော့လူကာမိုတို့ဟာကမ္ဘာထိပ်တန်းကလပ်တစ်ခုဖြစ်တဲ့ရီယယ်မက်ဒရစ်အသင်းကိုရောက်ရှိသွားခဲ့ပါတယ်။ရီယယ်မက်ဒရစ်အသင်းမှာလူကာမိုတို့ဟာကမ္ဘာထိပ်တန်းကလပ်ရဲ့ကစားသမားတစ်ယောက်ဆိုတာထက်ရီယယ်မက်ဒရစ်ရဲ့ကွန်းလေကိုအဓိကထိန်းကျောင်းပေးတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့တာပါ။ရီယယ်အနေနဲ့ချန်ပီယံလိဂ်စူဖလားတွေတနေ့ပြီးတနေ့စုခူးနိုင်ခဲ့တဲ့နေရာမှာလူကာမိုတို့ရဲ့အခမ်းကဏ္ဍဟာအဓိကအဖြစ်ပါဝင်နေခဲ့တာပါ။လူကောင်သေးတယ်လို့အပြောခံခဲ့ရတဲ့ကောင်လေးဟာကမ္ဘာထိပ်တန်းကွန်းလေကစားသမားတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ဒါတွေလည်းမဟုတ်သေးပါဘူး။ရွှေဘောလုံးစုကို10နှစ်တိုင်မက်ဆီနဲ့ရိုနယ်ဒိုတို့ပဲအလှည့်ကျရရှိနေမှုကို2018ခုနှစ်မှာတော့လူကာမိုဒရစ်ကရပ်တန့်စေခဲ့ပြီးရယူသွားခဲ့ပါတယ်။အောင်မြင်မှုတွေစုခုနိုင်ဖို့ခန္ဓာကိုယ်ရဲ့စားကအရေးမကြီးတယ်လို့မိမိဘဝစတင်ခဲ့ရတဲ့ဘဝဝင်ကျင်နေရာဒေသနဲ့လည်းမဆိုင်ပါဘူး။ဆွဲမလျှော်ပဲကြိုးစားလို့တဲ့မိမိရဲ့စိတ်ဓာတ်ကသာအဓိကကြကြောင်းလူကာမိုဒရစ်ကသက်သေပြသွားခဲ့ပါတယ်။ဒီနေ့မှာတော့ဒီလောက်ပါပဲအစိုးရကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူး